ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးမေအောင်လှိုင်သည်ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့တရားဝင်ခရီးစဉ်သွားရောက်ရန်အတွက်ဩဂုတ်လ18ရက်မနက်ပိုင်းမှာနေပြည်တော်လေဆိပ်မှအထူးရေယာဉ်ဖြင့်ထွက်ခွာခဲ့ပြီးဒေသစံတော်ချိန်မွန်းလွဲတနာရီ25မိနစ်မှာကာဇက်စတန်သမ္မတနိုင်ငံအာမတီမြို့ပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိရာအာမတီဒေသပြည်내အုပ်ချုပ်ရေးမှူးမစ္စတာဒါခန်စာတီဘယ်ဒီကာဇက်စတန်နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနဲ့တာဝန်ရှိသူများကလေဆိပ်မှာကြိုးဆိုနှုတ်ဆက်ကြပါတယ်။အဲဒီနောက်နိုင်ငံတော်သမ္မတနဲ့အာမတီဒေသပြည်내အုပ်ချုပ်ရေးမှူးမစ္စတာဒါခန်စာစီဘယ်ဒီတို့ဟာလေဆိပ်ဧကမ်းမဆောင်မှာတွေ့ဆုံဆွေးနွေးကြပါတယ်။အဲဒီလိုတွေ့ဆုံရမှာမြန်မာနိုင်ငံမှာလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီးပြည်သူများကရွေးကောက်တင်မြှောက်တဲ့နိုင်ငံတော်အစိုးရကနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနိုင်ငံတော်သမ္မတအနေဖြင့်နိုင်ငံတော်တာဝန်များကိုစတင်ထမ်းဆောင်ချိန်မှစပြီးပြည်ပနိုင်ငံများသို့နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခီးစဉ်များတွားရောက်ခဲ့ပြီးနိုင်ငံတကာနဲ့ဒေသတွင်းနိုင်ငံများနဲ့ဆက်ဆံရေးတိုးမြင့်ဆောင်ရွက်လျက်ရှိမှုအခြေအနေများမြန်မာနိုင်ငံနဲ့ကာဇက်စတန်နိုင်ငံတို့အကြားနိုင်ငံတော်အဆင့်ချစ်ကြည်ရေးခီးစဉ်များအပြန်အလှန်လည်ပတ်မှုများဆောင်ရွက်ပြီးနိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြင့်ဆောင်ရွက်သွားနိုင်မယ့်အခြေအနေများကုန်သွယ်ရေးပညာရေးယဉ်ကျေးမှုနဲ့ခရီးသွားကဏ္ဍများမှာပူးပေါင်းဆောင်ရွက်မှုများတိုးမြင့်ဆောင်ရွက်သွားမယ့်အခြေအနေများနဲ့ပတ်သက်ပြီးရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြပါတယ်။အဲဒီနောက်နိုင်ငံတော်သမ္မတထံအာမတီဒေသပြည်내အုပ်ချုပ်ရေးမှူးကအမတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီးနိုင်ငံတော်သမ္မတကအာမတီဒေသပြည်내အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်များကိုအမတ်တရလက်ဆောင်ပစ္စည်းများပြန်လည်ပေးအပ်ပါတယ်။အဲဒီနောက်နိုင်ငံတော်သမ္မတဦးဆောင်တဲ့မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာကာဇက်စတန်သမ္မတနိုင်ငံအာမတီမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှာရုရှားဖက်ဒရေးရှင်းနိုင်ငံကိုဆက်လက်ထွက်ခွာကြရာအာမတီဒေသပြည်내အုပ်ချုပ်ရေးမှူးကာဇက်စတန်နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနဲ့တာဝန်ရှိသူများကလေဆိပ်မှာရင်းရင်းနှီးနှီးပို့ဆောင်နှုတ်ဆက်ခဲ့တယ်လို့သတင်းရရှိပါရခင်ဗျာ။